အားလုံးပဲမင်္ဂလာပါတူတီတော်လေး YouTube channel လေးကနေကိုရီမားတွေအားလုံးကိုနေထွေးစာပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်။ကဲတော်လေးရဲ့ချစ်တော်လေးတွေအားလုံးပဲတော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရှုနေတဲ့မျိုးတွေအားလုံးပဲတဦးတယောက်မကြမ်းစိတ်ချမ်းသာကိုကြမ်းမှကြပါစေစိတ်သွားတဲ့ကိုပါလို့ရင်ဆန္ဒတွေတလုံးတော့ဝါရကြပါစေအသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပွားရရှိပါစေလို့အကိုရီမားတွေအားလုံးကိုပထမဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ကဲချစ်တော်လေးတွေအားလုံးပဲဝင်လာမယ်တော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဝင်လာပြီးဆိုတာနဲ့လိုက်လမ်းမလေးတယောက်တစ်ချက်စီနှိပ်ပါchannel လေးကို subscribe နှိပ်ရသေး channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပေးပါအများမြင်အများတွေ့အများပေါက်တော်လေးရဲ့ဒီဗီဒီယိုဖိုင်လေးကို share မှု share အားလေးနဲ့ကူညီသွားပေးပါအကိုဒီမတွေအားလုံးပဲကဲတော်လေးတို့ဒီနေ့နေကုန်မှာအဖွဲ့ဝင်လေးတွေအားလုံးပဲမနက်ကတော်လေးတို့အဖွဲ့ဝင်လက်ဆောင်နှစ်သီးသားဆင်မိခဲ့တယ်ဒီညနေမှာလဲတော်လေးပေးထားတဲ့အကွက်ကလေးကနေเนาะဒါပေမဲ့ဒီညနေမှာအဖွဲ့ဝင်ထားတဲ့အကိုဒီမတွေကြတော့တောက်ကြနေကုန်မှာတော်လေးကလက်ဆောင်ကနေပို့တာဒါပေမဲ့ဒီမနက်ပိုင်းနေရအဖွဲ့ကြာတာပရိနိအတွက်ကိုကြုံဝင်ထားတဲ့အကိုဒီမတွေကနှစ်ခါရတယ်ဒီနေ့နေကုန်မနက်ပိုင်းမှာ30ဆိုတဲ့ကဏ္ဍလေးနဲ့303ဆိုတဲ့ကဏ္ဍလေးနဲ့နော်တော်လေးတို့ဒါအဖွဲ့ဝင်လေးတွေအားလုံးပဲနှစ်သီးသားဆင်ပြီးတော့ဒီညနေမှာလဲတော်လေးပေးတဲ့လက်ဆောင်ကဏ္ဍ3ခုဆိုတဲ့ကဏ္ဍလေးကထွက်ခဲ့တယ်အကိုဒီမတွေအားလုံးပဲအကိုဒီမတွေတော်လေးပြောထားတယ်အဖွဲ့ဝင်တွေအားလုံးပဲမနာလို့ရှိရင်ဒီအကွက်ကလေးတွေပတိနာပြီးဆိုရင်အကွက်ကလေးတွေတော့ကြံတယ်အဲ့အကွက်ကလေးတွေကိုပါပါဆက်စော်ထားလို့တော်လေးပြောပါတယ်ချက်တော်လေးတွေအားလုံးပဲအကြိုက်တူညီမှုရှိတယ်ဆိုနေလိုက်ကနန်လေးတွေတကွက်ကောင်းလေးတွေကြည့်ထိုးလို့နေခင်းကလိုက်ရှိုးနဲ့တကွက်တော်လေးပြောခဲ့ပါသေးတယ်ချက်တော်လေးတွေအားလုံးပဲနော်ကဲအဖွဲ့ဝင်လေးတွေအားလုံးပဲတော်လေးဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေတဲ့အမျိုးတွေအားလုံးပဲပေါက်ကြီးလေးတွေမှန်းခဲ့ပါအဖွဲ့ဝင်လေးတွေနှစ်ခါရတာနော်မနက်ကလည်းပတ်သီးအကွက်ရတယ်ဒီညနေမှာလည်းအကွက်ကလေးထိတ်ရတယ်နော်အကိုတွေမတွေအားလုံးပဲအဖွဲ့ဝင်လေးတွေရှေ့ပွဲတော့တော်လေးတို့ဒါတာဝန်မကြီးခဲ့တာဒီတပွဲမှာတော်လေးဘက်ကတော့တာဝန်ကြီးပြီเนาะချက်တော်လေးတွေအားလုံးပဲဒါဟူးမကျော်စာတို့တောင်မရောက်သေးဘူးဒီတပတ်မှာနေတာလက်ဆောင်ကနေနဲ့ရှယ်ဖြုတ်နေရတာเนาะမနက်ညကိုเนาะမနက်ပိုင်းမှာလည်းအကွက်ထိသလိုဒီညနေမှာလည်းအကွက်ကလေးနဲ့အဆင်ပြေခဲ့တယ်ကဲပေါက်ကြတဲ့ရကြတဲ့တော်လေးရဲ့ချက်တော်အဖွဲ့ဝင်လေးတွေအားလုံးပဲเนาะကဲပေါက်ကြီးလေးတွေမှန်းခဲ့ပါမျိုးတွေအားလုံးပဲเนาะပေါက်ကြီးလေးတွေမှန်းသွားပေးပါချက်တော်လေးတွေအားလုံးပဲဒီညနေမှာ3ခုဆိုတဲ့ကဏ္ဍ၄တိုင်းမှာအဆင်မပြေဘူးဆိုပေမဲ့အဖွဲ့ဝင်လေးတွေเนาะတော်လေးပေးထားတာเนาะ3ပတ်တီမနောက်ကဆိုရင်30ဆိုတဲ့ကဏ္ဍပါတယ်ဒီညနေမှာလည်း3ခုဆိုတဲ့ကဏ္ဍလေးနဲ့လက်ဆောင်ကဏ္ဍလေးနဲ့အဆင်ပြေခဲ့တယ်အကိုဒီမတွေအားလုံးပဲပေါက်ကြီးလေးတွေဝင်မှန်းခဲ့ပါเนาะမနက်ဖြန်တောက်ကြနေပွဲသိမ့်နေကုန်စားမှာ2ကြိမ်သို့မဟုတ်1ကြိမ်ကိုအကောင်းဆုံးစူးစမ်းပေးထားတာဖြစ်တဲ့အတွက်တော်လေးရဲ့နေတိုက်ကိုဒီမတွေကြီးစုနေတဲ့အကိုဒီမတွေရောအဖွဲ့ဝင်ကိုဒီမတွေရောအားလုံးပဲဝေလာတာနဲ့မင်္ဂလာပါလို့တယောက်တစ်ချက်စီ comment မှာမှန်းခဲ့ပါအတိတ်ဆောင်နမိတ်ဆောင်လေးနဲ့မင်္ဂလာပါလို့တယောက်တစ်ချက်စီ comment မှာမှန်းခဲ့ပါเนาะကဲတော်လေးတို့ရှေ့လာမယ်ပွဲတော့ကိုเนาะ3ရက်မကျော်စာတို့ပတ်တီတစ်လုံးနဲ့เนาะမွေးကွက်2ကွက်ရမယ်ဒါတွေမဟုတ်သေးဘူးမနေ့ကပွဲသိမ့်နေကုန်စားလက်ဆောင်ပတ်တီလက်ဆောင်ကဏ္ဍလေးလေးရမယ်လက်ဆောင်ကဏ္ဍနဲ့ရှယ်ဖြုတ်ချင်တဲ့အကိုဒီမတွေအားလုံးပဲဒီနေ့ကကြာသာပရင်းနေကုန်ပါလို့မနေ့ဖြန်ပွဲသိမ့်နေကုန်စားလက်ဆောင်ပတ်တီလက်ဆောင်ကဏ္ဍလေးနဲ့လည်းရှယ်ဖြုတ်ချင်တဲ့ရှေ့လာမယ်ပွဲတော့လေဒါအဖွဲ့ဝင်ပြီးသားဖြစ်တယ်เนาะကဲအဖွဲ့ဝင်ချင်တဲ့အကိုဒီမတွေကတော့အဖွဲ့ဝင်ကန်ဆယ်ကြီးဒီ1000ပါเนาะအဖွဲ့ဝင်ကန်ဆယ်ကြီး1000ကျပ်ပါဒီ1000ကျပ်နဲ့ပေးတာတော့ဟုတ်ပါပြီကဏ္ဍတွေကဘလို့တွေပေးတာလဲဆိုရင်အဖွဲ့ကြုံဝင်ထားတဲ့အကိုဒီမတွေကရှေ့လာမယ်ပွဲအတွက်နောက်တော်လေးကဏ္ဍအများကြီးလည်းမထိုးနိုင်ဘူးတေချာရမှုရှိတဲ့ပတ်တီးသလုံးနဲ့ကဏ္ဍအကွက်ကလေးနည်းနည်းပဲစော့ကျင်နေဆိုလို့ရှိရင်တော့အဖွဲ့လာဝင်အဖွဲ့ဝင်နေဆိုရင်ကဏ္ဍအများကြီးထိုးစရာမလိုဘူးပတ်တီးသလုံးနော်ပတ်တီးတစ်လုံးနဲ့အကွက်ကလေးတွေပေးတာဖြစ်တယ်ရှေ့လာမယ်ပွဲတဲ့3ရက်မကျော်တလင်းလာအင်္ဂါဗုဒ္ဓဟူးမကျော်နော်ဇာရိုးပတ်တီတစ်လုံးနဲ့အာမခံဇာရိုးပတ်တီတစ်လုံးနဲ့အာမခံမွေးကွက်တွေကိုပေးတာဖြစ်တဲ့အတွက်အခုတည်းကကြိုဝင်ထားမယ်ဆိုရင်မနေ့ပြန်တောက်ကြနေကုန်သာလက်ဆောင်ပတ်တီလက်ဆောင်ကဏ္ဍနေရမှာဖြစ်ပါတယ်အဲ့ဒါတွေအကုန်လုံးပေါင်းမှာကန်ဆယ်ကြီး1000ကျပ်ပါကဲကြာတာပရင်းနေအတွက်ကိုကြိုဝင်ထားတဲ့အကိုဒီမတွေကနှစ်ခါရတာလက်ဆောင်နှစ်ခါရတာကြာတာပရင်းနေမှာလိုက်တာဒိုင်းနေမှာငွေသွားထုတ်ရတဲ့ကဏ္ဍကိုတော်လေးပေးတယ်ဒိုင်းနေမှာငွေသွားထုတ်ရတယ်တောက်ကြနေအတွက်လေဒါကဏ္ဍလေးကထက်ရအောင်ပါနော်ကြာသာပရိနိယအဖွဲ့ဝင်ထားတဲ့ကိုရီမတွေအားလုံးပဲတောက်ကြနေအတွက်ကိုလည်းလက်ဆောင်ရမှာเนาะကြာသာပရိနိယဝင်ထားတဲ့ကိုရီမတွေဆိုနှစ်ခါရတာเนาะဒါပေမဲ့တော်လေးရဲ့အခုမှတော်လေးလိုက်ရှိုးဗီဒီယိုဖိုင်ကိုမြင်လို့တွေ့လို့ကြည့်ရှုနေတဲ့ကိုရီမတွေရောအဖွဲ့ဝင်အသစ်ကလေးတွေအားလုံးပဲเนาะတော်လေးရှိမှာကန်ဆယ်ကြီး1000ကျပ်နဲ့တော်လေးနဲ့ကန်ဆက်ချင်တယ်เนาะတော်လေးပြီးတဲ့ကဏ္ဍနေနဲ့ကဏ္ဍအများကြီးလည်းမထိုးချင်တော်လေးတေချာရမှုရှိတဲ့ပတ်တီတစ်လုံးနဲ့ကဏ္ဍနေနဲ့ပဲစော့ကျင်နေဆိုရင်အဖွဲ့ဝင်ကန်ဆယ်ကြီး1000ကျပ်နဲ့အဖွဲ့လာဝင်ပေးပါတော်လေးရှိမှာယုံကြည်မှတာလေးအဖွဲ့လာဝင်ကဏ္ဍကိုတော်လေးကပတ်တီရောအကွက်ကောပေးတာဖြစ်တဲ့အတွက်နှစ်ခုလုံးထိုးနိုင်မှာအဖွဲ့လာဝင်ပေးပါတချို့ကိုရီမတွေအဖွဲ့ဝင်တစ်တီအားလုံးပဲเนาะတော်လေးပေးထားတာပ
ပတ်တိမွေးကွက်ထိုးနိုင်မှာတခါတည်းအဖွက်လောင်ဝင်လို့ပြောတာတချို့ကိုရီမာတွေကပတ်တိကိုမပတ်ဘူးအကွက်တွေပဲရွေးထိုးတာအဲ့လိုဆိုအဆင်မပြေပါဘူးเนาะဒါကြောင့်မလို့ပတ်တိမရောကွက်နှစ်ခုလုံးထိုးနိုင်မှာအဖွက်လောင်ဝင်ကဲအဖွက်ဝင်ခြင်းနဲ့ကိုရီမာတွေအဖွက်ဝင်ကန်ဆယ်ကြေးဒီ1000ပါခဏကန်ဆယ်ကြေး1000ချင်းနဲ့တော့ဟုတ်ပြီရှိလာမယ်ပွဲတော့3ရက်မကျော်တလင်းလာအင်္ဂါဗုဒ္ဓဟူးမကျော်3ရက်အာမခံစာရုပ်ပတ်တိတစ်လုံးနဲ့မွေးကွက်တွေပေးတာဖြစ်တယ်တလင်းလာအင်္ဂါမှာအကြအများဆုံးပဲပေးသွားမှာဖြစ်တယ်ဒါကြောင့်မလို့အခုတည်းကကြုံဝင်ထားမယ်ဆိုရင်တောက်ကြပွဲသိမ့်နေကောင်စာလက်ဆောင်ပတ်တိလက်ဆောင်နဲ့လည်းရမယ်ရှိလာမယ်ပွဲတွေလည်းအဖွက်ဝင်ပြီးသားဖြစ်တယ်ကန်ဆယ်ကြေးဒီ1000ပါတော်လေးရှိမှဆက်သွယ်ရမယ်နာမည်ကလေးကိုတော်လေးခေါ်ပေးမယ်တေချာလေးမှတ်ပါအဖွက်ဝင်ကန်ဆယ်ကြေး1000ချင်းနဲ့ဆက်သွယ်ရမယ်နာမည်ကလေးဒီ25ခွန်ကိုတေချာလေးမှတ်ပါ3834တုံညာပဲဖြစ်ပါတယ်အကိုတွေမတွေအားလုံးပဲဆက်သွယ်ရမယ့်နံပါတ်တစ်ခုပဲကိုင်ဆောင်တာဖြစ်တဲ့အတွက်တကောခေါ်မြိုင်နှစ်ကောခေါ်ပေးပါဒီနံပါတ်တစ်ခုတည်းကိုင်ဆောင်တာဖြစ်တဲ့အတွက်အကိုတွေမတွေဘက်ကတော်လေးဘိုင်ဘာသုံးတဲ့အကိုတွေမတွေကဘိုင်ဘာမှာငွေလဲပြည်စာလေးတွေပို့ထားလို့ရတယ်ဘိုင်ဘာမသုံးတဲ့အကိုတွေမတွေကတော်လေးရဲ့နော်အခုခုနခေါ်ပေးတဲ့နံပါတ်ကိုဓာတ်ရိုက်ဆက်လိုက်ပါချစ်တော်လေးတွေအားလုံးပဲကဲနော်မမမီတဲ့အကိုတွေမတွေကတော်လေးရဲ့YouTube profile ရဲ့အောက်မှာဆက်သွယ်ရန်ဆိုပြီးရေးထားတယ်အဲ့ဒါလေးကိုနှိပ်ထားပေးပါကဲ channel လေးက channel သစ်ဖြစ်လို့ channel ကို subscribe မရသေးတဲ့ကိုဒီမတွေလည်း channel လေးကို subscribe လေးနှိပ်ပါ like လက်မလေးနှိပ်ပြီးအားပေးပါအများမြင်အများတွေ့အများပေါတော်လေးဒီဗီဒီယိုဖိုင်လေးကို share မှု share အားလေးနဲ့ကူညီသွားပေးပါအကိုဒီမတွေအားလုံးပဲကဲ24ရက်9လ2026เนาะတောက်ကြနေ့မနက်မကြညနေကျင်းတည်ကြမယ်ကနန်းလေးပါမနက်ပိုင်းမှာတော်လေးကနန်းပါလာလို့ရှိရင်နေ့လေတနာရီထို့တော်လေးလိုက်ရှိုးလွှင့်ပေးမယ်တော်လေးကနန်းမနက်ပိုင်းမှာပါမလာရင်တော့ညက်နေကိုပြန်ပြီးကစားပေးနေကုန်အားကောင်းတဲ့ကနန်းလေးဖြစ်လို့ပါကဲ3ညပတ်တီ4ပတ်တီ3ည4ပတ်တီပါ3ညကြိုက်တဲ့ကိုတွေမတွေ3ညကိုပတ်မယ်4ကြိုက်တဲ့ချစ်တော်လေးတွေအားလုံးပဲ4ကိုပတ်ပါ3ညပတ်တီ4ပတ်တီပါနော်3ညပတ်တီ4ပတ်တီပါကိုတွေမတွေအားလုံးပဲကဲအဖွားဝင်လေးတွေအားလုံးပဲတော်လေးတို့ဒီနေ့နေကုန်ကိုအဆင်ပြေခဲ့တာမနက်ပိုင်းမှာ2သီးစားဒီညနေမှာ3ကိုဆိုတဲ့ကနန်းလေး main တင်ကွက်နဲ့လက်ဆောင်ပတ်တီကိုအစင်လက်ဆောင်အကွက်ကလေးကိုမနက်ညကိုအဆင်ပြေခဲ့တာပေါက်ကြီးလေးတွေမှန်းဖို့မေ့မယ်ပေါက်ကြီးလေးတွေမှန်းခဲ့ပါနော်အကိုတွေမတွေအားလုံးပဲကဲ3ညပတ်တီ4ပတ်တီ3ညလေးဝမ်းကြီးဖြစ်တယ်3ညနဲ့ထိုးရမယ်မင်းရော9ကွက်ကိုခေါ်ပေးမယ်အကိုတွေမတွေအားလုံးပဲတီးတဲ့အတိုင်းတော်လေးဖွဲ့ဝင်ခေါ်တဲ့အခါကျရင်ကနန်းလေးအရန်ဟောမှာဆိုလို့တော်လေးတကွာကောင်းနေမထုတ်ပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့တော်လေးကနန်းနေเนาะပြောနေကြအတိုင်းပဲတော်လေးပြောမယ်တော်လေးကနန်းနေဒါနေ့တိုင်းမှာချပေးလိုက်လို့ရှိရင်အဖွဲ့ဝင်လေးတွေအတွက်နော်ကနန်းနေဟော့သွားမှာဆိုလို့တော်လေးရှိမှာအဖွဲလောင်ဝင်ကက်ဆက်ကြီး1000ကျင်းနဲ့လောင်ဝင်တကွာကောင်းလေးတွေနှစ်ကွာကောင်းလေးတွေရမယ်အကူဒီမတွေအားလုံးပဲနေ့တိုင်းမှာတော့တော်လေးမထုတ်ထားပြီးတော့ဘူးเนาะကဲ3ညနဲ့ထိုးရမယ်မယော9ကွက်ကိုထုတ်မယ်3ညနဲ့ထိုးရမယ်မယော9ကွက်ဒီ3ည4 3ည5 3ည6 3ည8 3ည9ပါเนาะ3ည5 3ည4 3ည4 3ည5 3ည6 3ည8 3ည9ပါဒါ3ညနဲ့ထိုးရမယ်မရော9ကွက်3ည4 3ည5 3ည6 3ည8 3ည9ပါเนาะ4နဲ့ပတ်သက်ရင်4နဲ့ထိုးရမယ်မရော9ကွက်ကိုခေါ်ပေးမယ်အတက်နိုင်ဆုံးနှင်းနှီးလေးခေါ်ပေးနေတာเนาะပြီးတော့နှင်းနှီးလေးခေါ်ပေးတဲ့အပြင်တစ်ခေါက်တည်းခေါ်ပေးတာမဟုတ်ထက်တလေးလေးခေါ်ပေးတာနားလေးသဘောပေါက်ကြည့်ပါတော်လေးပြီးတဲ့ကနန်းနေနဲ့အကိုဒီမတွေအကြိုက်တူညီမှုရှိတဲ့ဆိုရင်လေတင်ပြီးကစားမနှက်ပြက်မှာအလွန်ပွဲသိမ့်နေကုန်အားကောင်းတဲ့ပတ်သီးပါเนาะကဲ4ပတ်တီ4နဲ့ထိုးရမယ်မရော4ကွက်တီ4 1 4 5 4 6 4 9 4 9ပါเนาะ4 1 4 5 4 1 4 5 4 6 4 9 4 9ပါเนาะကိုရီမတွေအားလုံးပဲ4 1 4 5 4 6 4 9 4 9ပါအကိုရီမတွေအားလုံးပဲဒါ4နဲ့ပတ်သက်တဲ့မရော4ကွက်5 3ညနဲ့ပတ်သက်မရော9ကွက်ဒီ3ည5 3ည4 3ည6 3ည8 3ည9ပါเนาะ4နဲ့ပတ်သက်ရင်4 1 4 5 4 6 4 9 4 9ပါအကိုရီမတွေအားလုံးပဲတော်လေးကြိုက်ဆုံးတကွာကောင်းလေးတွေတော်လေးမပြောတော့ဘူးကိုရီမတွေ၄လုံးအပီတွဲခွေလေးခေါ်ပေးမယ်၄လုံးအပီတွဲခွေလေးဒီ3ညခွန်3နှစ်3ညခွန်3နှစ်၄လုံးအပီတွဲ3ညခွန်3နှစ်၄လုံးအပီတွဲလေးပါဒီလေး၄လုံးအပီတွဲကိုခွေထိုးမယ်ဆိုခွေထိုးလို့ရတယ်ခွေမထိုးခြင်းနဲ့ကိုရီမတွေကြိုက်နဲ့တက်တဲ့ဝမ်းချင်းရှိမယ်ဆိုရင်လေဒီ၄လုံးအပီတွဲနဲ့ကတ်ထိုး3ညခွန်3နှစ်၄လုံးအပီတွဲပါเนาะကဲမနက်ဖြန်မှာပွဲသိမ်းနေကုန်မှာအားကောင်းသောပတ်တီးဒီ
3ညပတ်တီ4ပတ်တီဖြစ်ပါတယ်ကဲအကိုတွေမတွေအားလုံးပဲတော်လေးဆိုင်စုပ်တကွာကောင်းလေးတွေမပြောပြဘူးဆိုတော့ကနန်းတွေအရင်ဟောမှလည်းကြောက်လို့တော်လေးရှိမှာကန်ဆယ်ကြီး1000ကျင်းနဲ့ဆက်သွယ်တဲ့အကိုတွေမတွေအတွက်ကိုတော့တော်လေးဒါအဖွဲ့ဝင်ကနန်းလေးတွေဒါမနက်ဖြန်ပွဲသိမ်းနေကုန်စားလက်ဆောင်ပတ်တီလက်ဆောင်ကနန်းလည်းပေးသွားမယ်ရှိလာမယ်ပွဲတွေလည်းဟူးမကျော်စာတို့မွေးကွက်တွေလည်းရမယ်နော်အဲ့ဒါတွေအကုန်လုံးပေါင်းမှာကန်ဆယ်ကြီး1000ပါယုံကြည်တဲ့တန်းနဲ့ဆိုမှအဖွဲ့လာဝင်ပြီးကနန်းလည်းအများကြီးထိုးစရာမလိုတေချာရမှုရှိတဲ့ပတ်တီတစ်လုံးနဲ့အကွက်ကလေးတွေပဲတကွာကောင်းနော်ဇာတို့ဆိုရင်လည်းဇာတို့မွေးကွက်ကလေးတွေ2ကွက်ပဲပေးတာအကိုတွေမတွေအားလုံးပဲအဲ့ဒါကြောင့်မလို့ယုံကြည်စိတ်ကြစွာနဲ့အဖွဲ့ဝင်ခြင်းနဲ့ဆိုရင်တော့ခုနခေါ်ပေးတဲ့နာမည်ကလေးကိုတိုက်ရိုက်လာပြီးတော့ဆက်သွယ်ပေးပါအကိုတွေမတွေအားလုံးပဲเนาะကဲမျိုးတွေအားလုံးပဲတော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုအစားဆုံးကြည့်ရှုနေတဲ့ကိုတွေမတွေလိုက်လက်မလေးနှိပ်ပြီးအားပေး channel ကို subscribe နဲ့ရတဲ့ channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပေးအများမြင်အများတွေ့အများပေါတော်လေးရဲ့ဒီဗီဒီယိုဖိုင်လေးကို share မှု share အားလေးနဲ့ကူညီသွားပေးပါကိုတွေမတွေအားလုံးပဲเนาะကဲ channel လေးက channel သစ်ပြလို့ subscribe လေးတယောက်တစ်ချက်စီနှိပ်ပါကိုတွေမတွေအားလုံးပဲတော်လေးပေးတဲ့ဝမ်းချင်းဒီမနက်မကြညှက်နေကျင်းသေးကြမယ်ကနန်းလေးပါနေကုန်အားကောင်းတဲ့ကနန်းပါဒါကြောင့်မလို့တော်လေးကနန်းလေးနဲ့အကြိုက်တူညီမှုရှိတယ်ဆိုရင်လည်းတင်ပြီးကစားเนาะချစ်တော်လေးတွေအားလုံးပဲဒါမှမဟုတ်တော်လေးပေးတဲ့ကနန်းတွေပဲအဖို့ကန်ဆက်ချင်နေဆိုရင်တော့ခုနခေါ်ပေးတဲ့နံပါတ်ကိုတိုက်ရိုက်ပြီးဆက်သွယ်ပေးပါကိုဒီမတွေအားလုံးပဲကဲတော်လေးရဲ့နော်ပတိမယောကွက်ကလေးတွေလည်းပြောပြီးပြီဆိုတော့တော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲရနာပြစေကိုဒီမတွေအားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှကြပါစေလူမှုရေးစီးပွားရေးစသဖြင့်ဆင်ပြေချုံမွေးကြပါစေတော်လေးပေးတဲ့ကနန်းနေနဲ့တိုင်းနေမှာငွေတော့ထုတ်နိုင်ပါစေလို့အကိုဒီမတွေအားလုံးကိုစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလည်းပါချစ်တော်လေးတွေအားလုံးပဲပေါက်ကြပါစေရကြပါစေပွဲသိမ်းနေကုန်မှာတိုင်းနေမှာငွေတော့ထုတ်နိုင်ပါစေရှင်နော်